ရည်သူတို့သာပူမြော်ပါကုန်ထောက်ွယ်မိပြည်စုံသူမှာအချီ၍ပကုန်သိင်္ဂုကရထောင်သေးလာမှာမြဝေမြသရာပွားဖို့သင်ရှားစွာပဲကြုံဤအားကာတုစီရီဝေဒနိတပေါင်းတို့သူမှာအချီ၍ပကုန်တောင်သေးလာမှာမြဝေမြသရာပွားဖို့သင်ရှားစွာပဲကြုံဒီအားကာတုတိဝေဒရိတပံကိုကျွလူမှာအချီ၍မကုန်ဘုရောကုံဘုရားမြတ်ဗျာသံတော်ဆုံးဤထားဘုံအဓိပ္ပာယ်သင်ရှားစွာပဲပြုဟိုရှိကသုံးလေညီနောင်သူတော်မြစ်စီမကိုသွားဘုရားပွင့်လာတဲ့အခါကျုံကျမ်းမှုစွမ်းတွေသူကားကုန်အဟောဝတ္တပြည့်စုံမနောဟရိယမွေကုန်အနာဂတံဉာဏ်တော်ကိုရှင်ရမနဲ့ရှိသူတရိဒတ်ဟိကလာတိုင်းဆောင်ယူနေယုံညီနောင်တခုခနဲ့အလိကတော့ရေယုံစီကစုဌာနီရွှေဘုံပြန်ရောက်မှတုံကိုကြီးများစွာပြုမြော်ကြပါသူတို့မှာအာကြည့်၍မကုန်ပလိကတော့ရေရင်စီကဆုံးသာနီချွေဘုံရံရောက်မှတုံကိုကြီးများစွာပြုမြော်ကြတော့သူတို့မှာအချီ၍မကုန်ကတ္တဖကုန်ဘောနာကုန်ကတ္တံဘုရားရေဂေါရမဘုရားရေဤသူတို့ကပူတော်ကြကုန်မွေတရီနေသူတတ်ပုံသူတို့မှာအချီ၍မကုန်ဘောနာကုန်ကတ္တဖကုန်ကတ္တံဘုရားရေဂေါရမဘုရားရေလူတို့ကပူဇော်ကြကုန်ဝေဒရီလေးတတ်ပုံသူတို့မှာအာရှိ၍ပကုန်တကူတော်ကိုဗုဒ္ဓမြတ်ဘုရားဆံတော်ဆုံးဤထားဘုဒီကရသူရှားစွာပဲတုံဟိုရှိကသုံးလေညီနောင်သူတို့ဤစီမကိုသွားဘုရားပွင့်လာနဲ့အာတုရမှုကံတွေသူကားကိုအဟောဝတ္တပြည့်စုံမနောဟရိယမှုကိုအနာဂတံဉာဏ်တော်ဟုကြီးမြင်ပါတဲ့ရှိသူတရိဒတ်
က
သ
တောင်ဆရာတော်ရှင်မြတ်ပါကောင်းသောချိန်လို့ခေါ်တယ်။ကောင်းသောချိန်မှာကောင်းသောလူလုပ်ကြတယ်။ကောင်းသောချိန်ကောင်းသောစာကောင်းသောကြံပြီးကောင်းသောစကားစိတ်သာခါလေးကပြောလို့ကြပါစိတ်သာမှာစိတ်သာကမှန်တာလို့ဒီကောင်းသောဤဒီနဲ့အောက်ရည်နဲ့လုံးဝသာသာပါရမီလို့ခေါ်တယ်။သာသာရှိပါလားသိတာရှိတယ်။ရှိတာရှိမှဓမ္မတိရှိမှသိတာရှိမှသိပါရောသာသာဝိသိသိရောဘာလာကတည်းကဒီလိုသာသာတို့တို့တို့ရောဘုရားတော်ဒီရာသနာတော်ပါဒီဝဝတိဒီတရားကဒီသာမင်းရဲ့ဘုရားရှင်တို့ပါတော်တော်တို့ဒီသာမင်းတော်ပါလားအာလူလောကမှာဒီသာမရာစေစိတ်ပါရှာသာမင်းတို့တရားလေးရဲ့နောက်ဒီသဘာဝကိုလာရပြီးအောင်လည်းရတဲ့အောင်လည်းအားလေးပါစေရတယ်ပါစေရတယ်သာတယ်တော်ရရတန်ရကျန်တာသာလည်းသိနေပြီရအောင်လည်းသိပါလို့ပါတော့တော့ကြည့်တယ်လည်းကြည့်တယ်လို့ဟောလားဟုတ်ကောင်းလုံးကြီးကြောင့်လည်းဘာနာဘာသာကျူတာ
သာဘာရေတော့ခေါ်နှံ့ကြတယ်ဆိုတာနောက်ပိုင်းတော့အမိတော်တယ်မှန်ပါဗျာအဲ့အမိဟာကဏ္ဍကောင်းမှာပြပြမသိတော့လားမိဘကမသိတော့လားမိတရားဝိချာနေတယ်အဲ့ဒါတော့မရှိတော့ဘူးလားဆိုတော့အဲ့ဒါဟိုပြန်ပြီးကြည့်ရသူ့ရဲ့ကြည့်တယ်နားတော့လားယူလားပဲကဲငါသာတောင်းတော့မကုန်နိုင်တယ်ပေးမယ်အဲ့ဒါကိုလည်းပါပေးလို့အဲ့ဒါမတည်ဘူးမှန်ပါဗျာဘာလဲလို့ဘာလို့မပေးရမရှိဘူးတော့လို့ဆောက်ပြတယ်ဟုတ်ရဲ့ဒီများဒီမော်နယ်ဘက်မှာဗျာဒီမှာဂျုံကြဆရာတော့ဒီတားလည်းဆက်သွားတယ်အရှင်နဲ့ဆက်သွားတာပုံရှိတယ်ဒီမှာဆက်သွားတာပုံရှိတယ်အရှင်နဲ့ဆက်သွားတာဘာလို့ရှင်နဲ့ဆက်သွားနောက်ပိုင်းကလည်းဒီလိုရမှာကြောက်ဒီလိုလို့ကြည့်ရင်ကာငါးတွေတတ်များကာငါးတွေပေးမယ်အမှဟောဒီဘာတွေတွေ့တဲ့ခါအဲ့မှာကာငါးတွေပါတော့ပဲအထူးတော့ဘာပြောဆက်တော့မယ်ဆိုအဲ့ဒါဆက်သွားတယ်ကျောင်းရဆရာမှန်ပါဗျာကျောင်းရဆရာတော့ဆက်သွားတော့ဘုရားတာမင်းကြီးပြည့်မှန်ပါဘုရားတာမင်းကြီးတော့ပဲရောက်တယ်ချင်းချင်းမှဆုံးမသွားဆုံးသွားတဲ့အိမ်ကချင်းဆုံးသွားတဲ့အိမ်ကတော့ကြားတဲ့ကိစ္စနောက်ကမှဆန်းဆုံးတဲ့အိမ်အဲ့ဒီအိမ်မှာရောက်သွားတဲ့ကိုရအဲ့ဒီမှာကျောင်းရဆရာတော့ထွက်သွားတဲ့ကျောင်းကိုရကြားဘူးလားကြားဘူးအဲ့ဒါပုံမှာဟုတ်တယ်အဲ့ဒီကပုံပြရကြတယ်ဆရာကြတော့တော့တာဟုတ်ရဲ့ဒီတိုင်းနဲ့သက်သက်လို့လည်းဒီလိုလိုရဟုတ်တယ်ဒီလိုရတယ်ဒီလိုများဒါဟုတ်ကြတယ်ဒီလေးကဘူးသွင်းလိုက်ဒီလိုနဲ့ဒီလိုကြရများတယ်ဒီလိုဆက်လာတဲ့ဘူးသွင်းလိုက်ဒီလိုအသေးဘူးသိတာမြောက်တဲ့တာသိတာမြောက်တဲ့တာကိုရတဲ့ရှင်းလာအဲ့80နဲ့9တဲ့မှာယတနာပြည့်80ကြားတဲ့အဲ့မှာအားရကုသတိခံရတဲ့ဝေဒနာမှန်ပါဗျာဘုလို90တဲ့ဘုရား90တဲ့နေ့ကျော်လာပြီဒီနေ့ကျော်တော့ပြန်ပြီးသွားတယ်တို့ကြသွားတယ်အဲ့မှန်ပါဗျာအဲ့ရှေ့ကိုဘယ်တော့မရဘူးရှေ့ကိုနေရတယ်မနေရတယ်ဒီအင်းအားရှိတော့အတုကတော့မှအဲ့ပါဗျာလူသူမတတ်နိုင်လို့ငါအတုတော့ဆိုဘုန်းကြီးကလုံးဝလုံးဘုန်းကြီးလည်းလို့ရင်းတယ်လို့အစားတော့တော့လို့ပြီးအဲ့ဒါဘာကြောင့်လို့ပြီးနေလဲသက္ကနာပုံမှာတက်ပါလားသက္ကနာပုံမှာကဘာလုံးတက်ပါခြေလူတော့ပါဆရာမလာကြတော့ပါဒီဖះဘုသူတွေပါအဲ့ဒါတော့ပါဆရာမလာကြဆိုအလိုလိုနဲ့ပြိတ္တတဲ့ညာအဲ့ဒါအလိုလိုပြိတ္တတဲ့ညာလို့သာဘုန်းကြီးအဲ့ဒါဒီလိုမှလို့ဘာတကူမှမရတော့လို့မရဘူးသစ္စာရစားတဲ့ပုဂ္ဂိုလ်ကမေတ္တာကမ္မထာအောင်နေတယ်သစ္စာရစားတော့မေတ္တာကမ္မထာအောင်နေတယ်ဘယ်လိုဘူးသာဘုန်းကြီးကြောင့်မှဒီလိုပါဒီသားနဲ့ညနေပိုင်းမှာပြဖို့ဆက်တာပြတာဝိသရာလို့ဆိုတာတော့ပါရမယ်အဲ့ဒါမဲတာပဒါရငါမဲတယ်မရဘူးအဲ့ဒါမစားနဲ့တော့ရတယ်ဒါပေမဲ့ဒီမှာယူမကြည့်လို့ရှိရင်ကိုယ်ကိုယ်တိုင်ကျင့်လို့ရှိရင်ဥမာကခုနှစ်တော့အကျုံးမှာခုနှစ်တော့တွင်းမှာကျင့်ရင်အဲ့ဒါရတယ်လုံးဝအဲ့ဒါသာကိုယ်ကလည်းမသက်နေရာမှာရေးတဲ့သဘောဆိုတဲ့မှာစေအရိယသစ္စာနဲ့တည်းအဲ့ဒါရေးတဲ့တဲ့ရေးတာကမှစောင်းရေးလို့